သူမရင်သွေးလေးကိုပြုစုပြောထောင်မှုအတွက်ဒီအောက်ချင်းငှက်မကြီးကတစ်ခေါင်းတစ်ခုထဲမှာသူ့ကိုယ်သူပိတ်လှောင်ထားလိုက်ပါတယ်နောက်ထပ်ရက်ပေါင်း100ကြာတဲ့အထိသူဟာအဲ့ဒီထဲမှာပဲအောင်းနေတော့မှာပါဒီချိန်တော်တွင်းမှာတော့အစာရှာဖွေကျွေးမွေးဖို့အတွက်ဒီငှက်ဖို့ကြီးကိုပဲလုံလုံရရအမိပြုတ်နေရပါတယ်သူယူပေးလာတဲ့အစာအများစုကတည်တည်ဝလန်နေဖြစ်ပြီးငှက်မကြီးကလည်းဒါကိုပဲဝမ်းပန်းတာစားသုံးနေရှိပါတယ်ဒါပေမဲ့ဒီလိုငှက်တွေအတွက်တောင်မှနေတိုင်းအစာတစ်ခုတည်းကိုပဲထက်ခါတလဲလဲစားနေရတာကညီးငွေစရာကောင်းလာပါတယ်ဒါကြောင့်လဲငှက်ဖို့ကြီးကအစာအမဲစုံသွားအောင်တခါတလေမှာပိုးမွားလေးတွေကိုပါရှာဖွေပေးတတ်ပါသေးတယ်ငှက်မကြီးကဥတွေကိုဝစ်ပေးဖို့အာယုံစိုက်နေချိန်မှာငှက်ဖို့ကြီးကတော့အစာရဖို့အတွက်နေစဉ်ရက်ဆက်မနာမနေကြိုးစားပေးနေရှာပါတယ်မကြခင်မှာပဲတစ်ခေါင်းထဲကနှုတ်သီးတစ်ခုကနေနှစ်ခုအထိဖြစ်လာခဲ့ပါတယ်ဒီငှက်ပေါက်စာလေးကလည်းအလင်းမြန်ပဲကြီးထွားလာပါတယ်ဒီအတိုင်လေးထဲမှာတော့တဖြည်းဖြည်းနဲ့ကျင်းကျက်လာပြီးပိုပြီးတော့လည်းညစ်ပတ်လာခဲ့ပါတယ်ဒါတော့မှဒီဖခင်ငှက်ကြီးကတော့အမေရောသားပါဘိုက်ဝနေစေဖို့တန်နိုင်သမျှအစွမ်းကုန်စူးစမ်းပေးနေတော့မှာပဲဒါမဲ့3လကြာအောင်ပိတ်လောင်ခံထားရပြီးတဲ့နောက်မှာတော့အခြေအနေတွေကသီးမခံနိုင်လောက်အောင်ဖြစ်လာပါတယ်အဲ့ဒီမှာရင်းငှက်မကြီးကအပြင်ထွက်ပြီးငှက်ပေါက်စာလေးကိုအပြင်လောကနဲ့မိတ်ဆက်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ငှက်ဖို့ကြီးကလည်းအစာလာပို့တာကိုရှော့ချလိုက်ပြီးဒါဟာရှေ့ဆက်ရမယ့်အချိန်ရောက်ပြီဆိုတဲ့အချက်ပြမှုတစ်ခုပါပဲငှက်မကြီးဟာဝင်ပေါက်ကိုပိတ်ထားတဲ့မာကျောနေတဲ့ရှော့နံရံကိုတပြေးပြေးချင်းထိုးစိတ်ပြီးဖယ်ရှားလိုက်ပါတယ်တချိန်အောင်ပြန်တန်းဖို့အတွက်တန်မာခဲ့တဲ့ကြွက်သားတွေဟာအခုတော့တောင်တင်းပြီးအားနေနေပါပြီသူဟာတဖြည်းဖြည်းချင်းပဲအပြင်းကိုအတင်းတိုးထွက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာလွတ်လပ်သွားခဲ့ပါပြီဒါပေမဲ့ဒီငှက်ပေါက်စာလေးကတော့အစင်သင့်မဖြစ်သေးပါဘူးအပြင်လောကကြီးကသူ့အတွက်တော့အရန်ကိုကြောက်စရာကောင်းနေပုံရပါတယ်ဖခင်ငှက်ကြီးကပြန်တန်းလာပြီးအားပေးတဲ့အနေနဲ့အော်ဟစ်ခေါ်ဆောင်နေပါတယ်ဒါတော့မှငှက်ပေါက်စာလေးကတော့တစ်ခေါင်းထဲမှာကွေးနေတော့မှာပဲမိဘတွေအနေနဲ့စောင်းဆိုင်ုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူးဒီအောက်ချင်းငှက်ပေါက်စာလေးအတွက်တော့ဘဝဆိုတာတတိရှိရှိနဲ့တစ်ချက်ခုံချွတ်လိုက်တာကနေစတင်ပါတယ်ခဏကြာတုံဆိုင်နေပြီးတဲ့နောက်မှာတော့ငှက်ပေါက်စာလေးဟာနောက်ဆုံးမှာလှုပ်ရှားလာခဲ့ပါတယ်သူဟာတစ်ခေါင်းထဲကနေတပြေးပြေးနဲ့အခက်ခဲတွေကြားကယုံထွက်လာပါတယ်ကြည့်ရတာတော့သိပ်ပြီးအဆင်မပြေလှပါဘူးသူ့ရဲ့ပြန်တမ်းမှုကလည်းပြည့်စုံမနေပါဘူးဒါပေမဲ့သူဟာအောင်မြင်မြင်နဲ့ပဲအနာတစ်ခိုင်းတစ်ခုပေါ်ကိုဘေးကင်းကင်းဆင်းသက်နိုင်ခဲ့ပါတယ်နောက်ထပ်6လကြာတဲ့အထိမိဘနှစ်ပါးလုံးကသူ့အနားမှာပဲရှိနေပြီးဒီတစ်ပင်ရဲ့အပြင်ဘက်လောကမှာဘလို့ရှင်တန်ရမယ်ဆိုတာကိုသင်ကြားလမ်းညွှန်ပေးရင်စောင့်ရှောက်သွားကြအောင်မှာဖြစ်ပါတယ်မြင်းသားအမကြီးနဲ့သူ့ရဲ့သားငယ်လေးတို့ဟာအုပ်စုနဲ့ကွဲသွားကြပါတယ်ကံမကောင်းစွာနဲ့ပဲအဲ့ဒီသားငယ်လေးကသေဆုံးသွားခဲ့ပါပြီဒီမြင်းသားအမကြီးကတော့ဒါကိုအခုထိသိရှိနားလည်ဖို့မရသေးပါဘူးသူမဟာအိပ်ပျော်နေတဲ့သားငယ်လေးကိုနှိုးဖို့ကြိုးစားရင်းသူ့ဘေးနားကနေအကျယ်ကြီးအော်ဟစ်နေရှာပါတယ်ဘာမှတုံ့ပြန်မှုမရှိတဲ့အခါမှာတော့သူမရဲ့ခေါင်းနဲ့သားငယ်လေးကိုအသာအရာတွန်းနှိုးကြည့်နေပြန်ပါတယ်ဒါပေမဲ့အခုထိလည်းဘာမှတုံ့ပြန်မှုမရှိသေးပါဘူးဒီမြင်းကြားမိခင်ကြီးဟာစိတ်ပြတ်အားငယ်လာခဲ့ပါပြီသူမရဲ့သားငယ်လေးမရှိတော့ဘူးဆိုတာကိုသိသွားပုံရပါတယ်သူမဟာလှည့်ထွက်သွားခဲ့ပါပြီကောင်းဝင်ပေါ်မှာပြန်ဝဲနေတဲ့လက်ဓာတွေဟာဒီချိန်ကိုစောင့်နေခဲ့တာပါမိခင်ရဲ့အကာအကွယ်မရှိတော့တဲ့အခါမှာတော့သူတို့တွေဟာသားငယ်လေးရဲ့ရုပ်အလောင်းကိုစတင်ထိုးစိတ်လာကြပါတော့တယ်ဒါမဲ့မထင်မှတ်ထားပဲရင်းကြအမကြီးကပြန်ရောက်လာခဲ့ပါတယ်သူမဟာသားငယ်လေးနဲ့လက်ဓာရီကြားမှာဝင်ရက်ပြီးသူတို့ကိုမောင်းထုတ်ဖို့ကြိုးစားနေပါတယ်မိခင်မြတ်တာဆိုတာလူသားတွေအတွက်ပဲတီးတန့်ရှိတာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါဒီမြင်းကြအမကြီးဟာသူကလေးသေဆုံးသွားတဲ့အရှိတရားကိုလက်မခံနိုင်သေးပါဘူးသူမဟာလက်ဓာရီကိုဇက်တိုင်မောင်းထုတ်နေပြီးသားငယ်လေးကိုနှိုးဖို့အချိန်ချင်းကြိုးစားနေရှာပါတယ်ဒါမဲ့သူမဘလောက်ပဲကြိုးစားနေပါစေသားငယ်လေးကတော့မြေပြင်ပေါ်မှာလှုပ်ရှားမှုမရှိပဲငြိမ်သက်နေစေပါပဲနောက်ဆုံးမှာတော့ဒီမြင်းကြားမိခင်ကြီးဟာလုံးဝစိတ်နှလုံးကြေကွဲသွားခဲ့ရပါပြီဘလောက်ပဲနာကျင်ရပါစေသူမရဲ့သားငယ်လေးမရှိတော့ဘူးဆိုတဲ့အမှန်တရားကိုလက်ခံဖို့ကလွဲလို့သူမမှာတခြားရွေးချယ်စရာဘာမှမရှိတော့ပါဘူးအားလုံးပဲအဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်